Warren Buffett ကဘာအရှမ်းသာဆုံးဘီလီယံနာတစ်ထင်း Coca-Cola ဘူးတွေကိုဒိုးတူဒိုး service နဲ့တအိမ်ဝန်တအိမ်ထွက်ရောင်းခဲ့တဲ့ကောင်လေးကနေဒေါ်လာဘီလီယံရှိတန်တဲ့ကုမ္ပဏီကြီးတွေကိုပါတည်ထောင်နိုင်ခဲ့တယ်ဒီနေ့အရှင်ထိ Warren Buffett ဟာကဘာအရှမ်းသာဆုံးဘီလီယံနာတစ်ထင်းစရန်ဝန်တယောက်ဖြစ်နေစေဖြစ်ပါတယ်ဒါပေမဲ့ Warren Buffett ကတခြားဘီလီယံနာတွေလိုမျိုးရိုးဆိုင်ဆက်ရှမ်းသာလာခဲ့တဲ့မင်းသားစုတွေကမဟုတ်ဘူးနေပညာကိုတီထန်စံသိမ်းမှုလုပ်ပြီးရှမ်းသာလာခဲ့တာမဟုတ်ဘူး Warren Buffett ဘီလီယံနာတစ်ထင်းဖြစ်လာခဲ့တာကတော့ stock market မှာရန်နှိမ့်ညွတ်နှမှုလုပ်ပြီးရှမ်းသာလာခဲ့တာဖြစ်ပါတယ် stock market ဆိုတာဘာလဲဆိုတာကိုမသိတဲ့သူတွေအတွက်လိုရန်တိုရှင်းရှင်းပြပါမယ် stock market ဆိုတာကုမ္ပဏီရဲ့ share တွေကိုအယောင်းဝယ်လုပ်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဒါဆိုရင်တခြားသူတွေက stock market မှာရန်နှိမ့်ညွတ်နှမှုလုပ်ပြီးအရှုံးပေါ်နေတဲ့အချိန်မှာ Warren Buffett ကဘယ်လိုအနိုင်ရခဲ့တာလဲဒီနေ့ဗီဒီယိုမှာ Warren Buffett က stock market မှာရန်နှိမ့်ညွတ်နှမှုလုပ်ပြီးဘယ်လိုရှမ်းသာလာခဲ့လဲဆိုတာကိုကျွန်တော်နဲ့အတူတူလေ့လာကြပါမယ် Warren Buffett ကို1930ခုနှစ်မှာ American နိုင်ငံ Nebraska ပြည်နယ် Omaha မြို့မှာမွေးဖွားခဲ့ပါတယ်အဲ့ဒီအရှင်ကာလဟာကမ္ဘာစီးပွားရေးအကျပ်အတည်းကိုရန်ဆိုင်နေရတဲ့အရှင်ကာလတစ်ခုဖြစ်နေပါတယ် Warren Buffett ကိုမွေးဖွားခဲ့တဲ့ Omaha မြို့မှာစီးပွားရေးအကျပ်အတည်းကြောင့်လူတွေဟာအလုပ်လက်မဲ့ဖြစ်နေပြီးအသက်မွေးဝမ်းကြောင်းပြုဖို့ခက်ခဲနေတဲ့အရှင်ကာလဖြစ်နေပါတယ်သူရဲ့အစိုးပိုင်းကလေးဘွားမှာကတည်းကဒီအရာတွေကိုတတိပြုမိခဲ့ပြီးဘွားမှာငွေကြေးဟာအလွန်အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်ခဲ့ပါတယ်သူ့အဖေဟာထူးချွန်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်နေပါတယ်ဒါပေမဲ့တနေ့တော့သူတို့နေတဲ့အိုမာဟာမြို့မှာစီးပွားရေးအကျပ်အတည်းကြောင့်သူ့အဖေဟာဘဏ်ကနေရုတ်တရက်အလုပ်ထုတ်ခံလိုက်ရပါတယ်အဲ့ဒီရှိမှာ Warren Buffett ရဲ့အဖေကသူ့မှာစုဆောင်မိထားတဲ့ပိတ်ဆံလေးနဲ့ Stonex Bonds တွေကိုအယောင်းအဝယ်လုပ်တဲ့ကုမ္ပဏီတစ်ခုကိုစတင်ခဲ့ပါတယ်ဒီကနေရလာတဲ့ဝန်ငွေနဲ့သူ့ရဲ့မိသားစုစောဝဲနေအခက်အခဲတွေကိုဖြေရှင်းဖို့အဆင်ပြေလာခဲ့ပါတယ် Warren Buffett ဟာအနေအေးတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ကလေးဘဝအရှင်အများစုကိုသူ့အဖေရဲ့စာကြည့်တဲ့လေးမှာတစ်ယောက်တည်းစာအုပ်တွေဖတ်ရန်ကုန်ဆုံးခဲ့ပြီးသူအသက်ငယ်ရတဲ့အချိန်မှာကတည်းကရန်နှီးမြုပ်နှံမှုနဲ့စီးပွားရေးနယ်ပယ်ကိုစိတ်ဝင်စားမှုရှိခဲ့ပါတယ်တချိန်တည်းမှာပဲသူဖတ်ခဲ့တဲ့စာအုပ်တွေကနေရရှိခဲ့တဲ့ဘူဒ္ဓတွေကိုလက်တွေ့စမ်းသပ်လှုပ်ဆောင်ဖို့အတွက်ကုန်စုံဆိုင်ဖွင့်ထားတဲ့သူ့အဖိုးစီကနေအေးဘူးတွေကိုယူပြီးစာအုပ်ထဲကရောင်းဝယ်ရေးဖော်မြူလာတွေကိုလက်တွေ့စမ်းသပ်ဖို့အတွက်သူနေတဲ့ရက်ကွက်မှာတောင်းရောင်းခဲ့ပါတယ် Warren Buffett အသက်17နှစ်ရောက်တဲ့အချိန်မှာသူစုဆောင်ထားတဲ့ပိတ်ဆံနဲ့ရေနံနဲ့ဒဏ်ငွေကုမ္ပဏီကနေရှယ်ယာ3ခုကိုပထမဆုံးဝယ်ယူခဲ့ပါတယ်ရှယ်ယာတစ်ခုစီရဲ့တန်ဖိုးကဆိုရင်$38ရှိပါတယ်ဒါပေမဲ့သူရှယ်ယာဝယ်ပြီးလို့တိတ်မကြခံပါပဲရှယ်ယာရဲ့တန်ဖိုးဟာ$38ကနေ$28အထိကျဆင်းသွားခဲ့ပါတယ်ဒါပေမဲ့ဝယ်ထားတဲ့ရှယ်ယာတွေကိုပြန်မရောင်းပဲဈေးပြန်တက်လာတဲ့အရှင်အထိစောင်းဆိုင်ခဲ့ပါတယ်ကံကောင်းရှန်တော့ရှယ်ယာရဲ့တန်ဖိုးဟာ$40ဝန်းကျန်ထိပြန်တက်လာတဲ့အခါအဲ့ဒီရှယ်ယာတွေကိုအမြတ်အနည်းငယ်နဲ့ရောင်းလိုက်ပါတယ်ဒါပေမဲ့နောက်ပိတ်မှာအဲ့ဒီရှယ်ယာတွေကပဲ$200အထိတန်ဖိုးတက်လာခဲ့ပါတယ်အဲ့ဒီတန်းကိုတန်းစာမှာ Warren Buffett ဖက်လိုက်တဲ့အခါမှာအံ့ဩသွားခဲ့ပါတယ်ဒါပေမဲ့ဒီကနေသူ့အတွက်အရန်ကောင်းတဲ့တန်ခမ်းစာတစ်ခုကိုရလိုက်ပါတယ်နောက်နေ့အနေငယ်ကြာလာတော့ Warren Buffett အဖေကို American လက်တူအမတ်အနေနဲ့တာဝန်ထမ်းဆောင်ဖို့မဲပေးရွေးချယ်ခံလိုက်ရပါတယ်ဒီကြောင့်သူတို့မိသားစု Omaha ကနေ Washington DC မြို့ကိုပြောင်းရွှေ့ခဲ့ရပါတယ်ဒီအပြောင်းလဲက Warren Buffett အတွက်အခွင့်အရေးတစ်ခုလို့ပြောရပါမယ်ဒီအရှိမှာသူအသက်14နှစ်သာရှိပါသေးတယ် Washington DC မြို့မှာသူပထမဆုံးရခဲ့တဲ့အလုပ်က Washington DC စာတိတ်ကိုတန်းဆောင်ရွက်ပို့ရပြီးတစ်လကို$180ရှာနိုင်ခဲ့ပါတယ်နောက်ပိတ်တော့သူရှာဖွေစုဆောင်ထားတဲ့ပိတ်ဆံနဲ့သူ့တငယ်ချင်းနဲ့အတူဖင်းဘောကစားဆက်လေးကိုဝယ်ပြီးတော့စပန်ညက်ဆိုင်ရှင်းမှာတက်ဆန်ထားပါတယ်ဒီလိုနဲ့တဖြည်းဖြည်းအများရလာတာနဲ့နောက်ထပ်ဖင်းဘောကစားဆက်2လုံးဝယ်လိုက်ပါတယ်ဒီကရတဲ့အမြတ်ငွေကိုသူတို့2ယောက်နှိပ်ပတ်တစ်ခါခွေဝေကြပါတယ်နောက်ပိတ်မှာအဲ့ဒီဖင်းဘောကစားဆက်တွေကို$1200နဲ့စပန်ညက်ဆိုင်ပိန်ရှန်ကိုရောင်းလိုက်ပါတယ်ဒီပိတ်ဆန်နဲ့ Nebraska ပြည်နယ်မှာမေအီကာ40ရှိတဲ့စိတ်ပြည့်မြေခွက်တစ်ခုကိုဝယ်ခဲ့ပါတယ်အံ့ဩဖို့ကောင်းတာကဒီမြေခွက်ကိုဝယ်ခဲ့တဲ့အချိန်မှာသူ့အသက်15နှစ်သာရှိပါသေးတယ်ဒီလအသက်ငယ်ရတဲ့အချိန်မှာတောင်အယောင်ဝယ်လုံနေတာဟာနောင်တရှိမှာထူးချွန်တဲ့လူတစ်ယောက်ဖြစ်လာနေတဲ့ဆိုတဲ့လက္ခဏာကိုဖော်ပြနေတယ်လို့ဆိုနိုင်ပါတယ်
1948ခုနှစ်မှာအထက်တန်းကျောင်းပြီးတော့စတော့အယောင်ဝယ်ပွဲစားတယောက်အနေနဲ့ရဲတည်ဖို့စ조사ခဲ့ပါတယ်ဒါပေမဲ့သူ့အဖေကတက္ကသိုလ်ဆက်တက်ဇေရှန်တာကြောင့်ဖန်ဆိုပီယာတက္ကသိုလ်မှာကျောင်းအပ်ခဲ့ပါတယ်သူရဲ့ကျောင်းလာခတွေကိုလည်းနီဘတ်စကာမှာဝယ်ခဲ့တဲ့စိတ်ပြည့်မေကနေရတဲ့ဝန်ငွေနဲ့ပေးနိုင်ခဲ့ပါတယ်နီဘတ်စကာတက္ကသိုလ်ကနေ Bachelor's Degree in Business Administration ဘွဲ့ရပြီးနောက်စိတ်ပြည့်မေခွဲကိုနောက်တစ်ယောက်ကိုငားရန်ခဲ့ပါတယ်နောက်ပိတ်တော့ Harvard တက္ကသိုလ်မှာ Master ဘွဲ့ယူဖို့ဆိုပြီးရှောက်တဲ့အခါမှာရှောက်လာကိုပေရှားခံခဲ့ရပါတယ် Harvard တက္ကသိုလ်ကညံ့ပစ်ခံရတာကြောင့်ကိုလံဘီယာစီးပွားရေးတက္ကသိုလ်မှာကျောင်းအပ်ခဲ့ပါတယ်ကိုလံဘီယာစီးပွားရေးတက္ကသိုလ်ကနေစီးပွားရေး Master ဘွဲ့ရပြီးတဲ့နောက်အမေရိကန်မှာအကြီးဆုံးရန်နေမြုံနှံမှုကုမ္ပဏီတစ်ခုမှာအလုပ်ဝင်ရောက်ခဲ့တဲ့အချိန်မှာဝမ်ပပက်ဟာရန်နေမြုံနှံမှုနဲ့စီးပွားရေးစီမံခန့်ခွဲမှုနေပင်မှာအတွေ့အကြုံဘိုးတူတာကျွေဝပေမဲ့လည်းကြီးမားတဲ့စင်ခုံမှုတစ်ခုရှိနေခဲ့ပါတယ်အဲ့ဒီအချိန်မှာသူဟာအသက်20နှစ်သာရှိပြီးလူစည်းတင်တဲ့စကားပြောရတာကိုကြောက်တဲ့အနေအေးတဲ့လူငယ်တစ်ယောက်ဖြစ်တယ်ဒါပေမဲ့ဒီစင်ခုံမှုတွေကိုကြိုးလောက်ဖို့အတွက်လူတွေနဲ့ပေါင်းတန်းဆက်ဆံရေးအဆင်ပြေလာဖို့စကားပြောစွမ်းရည်ကောင်းဖွင့်ရာအတွက် public speaking တန်တန်းတွေကိုတက်ခဲ့တယ်ဒါဟာသူ့ရဲ့ personal development အတွက်အကောင်းဆုံး investment တစ်ခုဖြစ်ခဲ့ပါတယ်ဝမ်သက်သက်ဟာ stock market ဈေးကွက်မှာဆရာတဆူဖြစ်ပါတယ် stock တွေဈေးကျနေတဲ့အချိန်မှာဝယ်ယူပြီးအရှင်ကြာကြီးပြန်မယောင်းပဲထိန်းထားတယ်ဝမ်သက်သက်က stock market စီးပွားရေးဂိမ်းကိုကောင်းကောင်းနားလည်တဲ့သူတစ်ယောက်ဖြစ်ပါတယ်ဒီဗီဒီယိုအဆုံးထိကြည့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်